လူတစ်ယောက်ဟာကွယ်လွန်သွားတဲ့သူသမီးလေးကိုဇနီးဖြစ်သူရဲ့အလောင်းနဲ့အတူမြုပ်နှံဖို့ပြင်ဆင်နေပါတယ်။ဒါပေမဲ့ခေါင်းတလားကိုပိတ်ခံပြီးမှပဲထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ကလေးမလေးရဲ့ငိုတန်ကိုကြားလိုက်ရလို့ခေါင်းတလားဖုံးကိုဖွင့်ကြည့်လိုက်တဲ့အခါသမီးဖြစ်သူကရုတ်တရက်အသက်ပြန်ရှင်လာတာကိုတွေ့လိုက်ရပါတယ်။သမီးလေးဟာဘာဝေဒနာမှမရှိဘဲကျန်းကျန်းမာမာနဲ့အသက်ရှင်နေတာကြောင့်ဖခင်ဖြစ်သူဟာအလွန်အံ့အားသင့်သွားခဲ့ပါတယ်။တကယ်တော့အဲ့ဒီကလေးမလေးဟာတေဆုံးသွားတဲ့သူတွေရဲ့စွမ်းရည်ကိုစုပ်ယူပြီးသူမရဲ့တက်တန်းကိုတိုးအောင်လုပ်နိုင်တဲ့နက်ကတော့ Shrine Girl တူဖြစ်နေတာပါ။ဒါကြောင့်လဲဖခင်ဖြစ်သူဟာသမီးရဲ့တက်တန်းတိုးစေဖို့အတွက်ညတိုင်းသူမကိုမိခင်ဖြစ်သူရဲ့အလောင်းသားကိုခေါ်သွားပေးလေးရှိပါတယ်။ရက်တွေကြာလာတာနဲ့အမျှကောင်မလေးဟာအရွယ်ရောက်လာပြီးရွာမှာအလှဆုံးမိန်းကလေးဖြစ်လာပါတယ်။ဒါပေမဲ့ဒီအလှပကြောင့်ပဲရွာကလူမိုက်တွေရဲ့နှောင့်ယှက်မှုကိုမကြာခဏခံရတဲ့ပြဿနာနဲ့ရင်ဆိုင်ရပါတော့တယ်။တနေ့မှာတော့လူမိုက်တယောက်ဟာသူမကိုထပ်မံစော်ကားဖို့စူးစမ်းခဲ့ပါတယ်။သူမရဲ့အမဖြစ်သူကချက်ချင်းတားဆီးပေမဲ့အားကိုးရမဲနေတဲ့မိန်းကလေးနှစ်ယောက်ဟာလူမိုက်တယောက်ကိုဘလောက်ကြာကြာပြန်တိုက်ခိုက်နိုင်ပါလဲ။နောက်ဆုံးမှာတော့လူမိုက်ကသူတို့ကိုအနိုင်ပိုင်းပြီးအမဖြစ်သူကိုစတင်ရန်ရှာပါတော့တယ်။ဒါကိုမြင်တော့ညီမဖြစ်သူကထိတ်လန့်သွားပြီးသူမရဲ့အမကိုကယ်တင်ဖို့အတွက်အဲ့ဒီလူမိုက်နဲ့တညတာအတူဖြတ်တန်းဖို့ဝင်လေးစွာသဘောတူလိုက်ရပါတယ်။ဒါကိုကြားလိုက်ရတဲ့လူမိုက်ဟာဝမ်းသာအားရနဲ့ထွက်ခွာသွားခဲ့ပါတယ်။အမဖြစ်သူကညီမနောက်ကိုလိုက်သွားခဲ့ပေမဲ့အဲ့ဒီလူမိုက်ကတော့သူဟာကိုယ့်တေရင်းကိုတူးလိုက်မိမှန်းမသိခဲ့ပါဘူး။ကောင်မလေးဟာသူ့ကိုအိမ်ဟောင်းကြီးတစ်ခုစီတန်းမတ်ခေါ်သွားခဲ့ပြီးနောက်တစ်နေ့မှာတော့အဲ့ဒီလူမိုက်ရဲ့အလောင်းကိုရွာပြင်မှာတွေ့လိုက်ရပါတယ်။ရွာသားတွေဟာသူ့မှာဘာဖြစ်သွားသလဲဆိုတာကိုအဖြေရှာမရသလိုအမဖြစ်သူကိုယ်တိုင်လည်းတညာရင်းနဲ့သူဘယ်လိုတည်သွားတာလဲဆိုတာကိုအံ့ဩနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲညီမဖြစ်သူရောက်လာပါတယ်။သူမကိုမြင်လိုက်ရတဲ့အခါလူတိုင်းအံ့အားသင့်သွားကြပါတယ်။အကြောင်းကတော့သူမရဲ့အသားရည်နဲ့မျက်နှာဟာမနေ့ကထက်တောင်ပိုပြီးလှပနေလာလို့ပါပဲ။ဒါပေမဲ့သူမဟာလူမိုက်ကိုတက်ပြီးစွမ်းရည်တွေစုပ်ယူလိုက်တယ်ဆိုတာကိုတော့ဘယ်သူမှမသိခဲ့ကြပါဘူး